ကဘာပြတ်ဖို့48နာရီပဲလိုရတဲ့အချိန်ဥပဒေတွေမရှိတော့လူကျင့်ဝတ်တွေလည်းပြတ်သုံးသွားပြီကဘာကြီးပြတ်ဖို့နိုင်ပိုင်းမဲ့လိုရတဲ့အချိန်မှာကိုမိသားစုကိုကာကွယ်ဖို့ခမည်းဆိုပါရဲ့လိုရဲလေလူတိုက်ရဲလားဒီစားကမာတာမန်အင်ဂျင်နီယာတယောက်ကမိသားစုအသက်ရှင်မို့အတွက်လူတိရစ္ဆာန်တွေကြားထဲမှာသွေးအေးအေးနဲ့ပြပြတတတိုက်ခိုက်ရတော့မယ်ဒါကတော့အသက်ရှင်မာလာအောင်ကြည့်ရမယ် Greenland ဇာကားပဲဖြစ်ပါတယ် clock လို့ခေါ်တဲ့အရာမအောက်ကပြန်ကြီးကဘာဝင်တိုက်တော့မယ်အစိုးရရွေးချယ်ထားတဲ့လူတွေကိုပဲလျှို့ဝှက်ပန်ကားရဲ့စီမှာကော်တော်ကိုစီစဉ်ထားတာဆက်လက်ကြီးကျွန်းဂရက်တီတို့မိသားစုလည်းရွေးချယ်ခံရပါတယ်ဒါပေမဲ့စစ်တပ်လေးစိတ်ကိုရောက်တဲ့အချိန်မှာတော့ကလေးရဲ့စီးချိုစီကြံခဲ့တာတီလို့ပြန်ယူတဲ့အချိန်မှာရေရင်မော်အတင်းတက်ချင်ပြီးတော့ယူသွတ်နေကြတဲ့လူအုပ်ကြီးရဲ့ဖေးရကြောင့်သူတို့ရဲ့မိသားစုကွဲသွားခဲ့ပါတယ်အစိုးဆုံးအပိုင်းအခုမှဆန်ပါဒီအချိန်မှာပြင်လောကကြီးကငရဲကန်းတို့ဖြစ်နေပါလူတွေကကိုလိုရုံးဖို့အတွက်ပါမစိုးလို့ရဲကြတယ်ဂျွန်ကသူမိမနဲ့ကလေးကိုပြန်ရှာဖို့လမ်းထွက်လာခြင်းမှာကားလူခံရတာတနက်နဲ့ချင်းချောက်ခံရတာတွေကိုကြုံလာရပါတယ်ဒီလိုဥပဒေမဲ့နေအချိန်မှာတနာနေလို့မရပါဘူးကိုမိသားစုကိုကာကွယ်ဖို့အတွက်ဝင်လာသမျှအန်ဒီယာတွေကိုသူတို့အေးအေးနဲ့ရှင်းပြရအောင်မယ်အချင်းဒီကသူ့ကိုရက်ဆက်တဲ့ချင်းနဲ့သူတယောက်ပြေးပြောင်းလဲပေးလိုက်ပါတယ်တစ်ဖက်မှာလည်းသူမိမဟာကလေးကိုကာကွယ်ဖို့အတွက်လူရုံးမာရဲ့ကြားရနဲ့အသေးလဲရုန်းကန်နေရပါတယ်လက်တခြားအန်ဒီယာပေါင်းစုံကိုဖျက်ချော်ပြီးနောက်ဆုံးမှာတော့မိသားစုပြန်ဆောင်တွေ့သွားပါတယ်ဒါပေမဲ့အချင်းလားသိမကြမ်းတော့ပါဘူးပေါင်းဝင်ကြီးတစ်ခုလုံးမီဟုံဟုံတောင်းနေပြီးတော့သူတို့ရဲ့နောက်ဆုံးမျောလင်းချက်ကကနေဒါကနေ Greenland မှာရှိတဲ့ဘန်ကာစီကိုတွားမဲ့မာကိုလီယန်တစည်းကိုအမိလိုက်ဖို့ဖြစ်ပါတယ်။နောက်ကနေမီမိုးတွေရွာကျပြီးတော့မြေကြီးတွေပေါက်ပွဲနေတဲ့ကြားထဲကနေသူတို့မိသားစုကလေရင်ကိုအမိလိုက်နိုင်ပါမလားဆိုတာတော့ရင်တမောမှနဲ့ဆက်ကြည့်ရမှာပါ။ Greenland ဟာတာမန်ကဘာပြကားရည်လိုမျိုးပြေးလွှမ်းနေတာမျိုးမဟုတ်ဘဲနဲ့ဒုတဘာဝရဲ့အမောက်မိုင်းဆုံးအချက်နဲ့မိသားစုတွေပေါင်းစုလိုရဲတဲ့ပြတ်သားမှုတွေကိုမိုက်စားရိုက်ပြသွားတဲ့ကားပါ။အရှင်နဲ့စာပိုက်ပယ်ဆာကမျိုးတွေကိုကြည့်ချင်နေဆိုရင်တော့ဒီကလက်မလွတ်ဖို့ပြောချင်ပါတယ်ဗီဒီယိုလေးကိုသဘောကျလို့ရှိရင် like and subscribe လေးလုပ်ပေးသေးကြပါဦး